မင်္ဂလာပါ United Meta Channel ကနေပြီးတော့ပြန်လည်ပြီးကြိုဆိုပါရစေ။အခုဒီတစ်ခေါက်မှာတော့လက်ရှိဘောလုံးလောကရဲ့အပြောင်းရွှေ့ဈေးကွက်ထဲမှာအရန် hot ဖြစ်နေတဲ့သတင်းတစ်ခုဖြစ်တဲ့ Sporting CP ရဲ့တိုက်စစ်မှု Victor Gyokeres နဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းလေးတွေကိုဆွေးနွေးသွားကြပါမယ်။ဆိုတော့ပြီးခဲ့တဲ့ရက်က Sporting CP ရဲ့ဥက္ကဋ္ဌFederico Varandas ကဒီတိုက်စစ်မှု Victor Gyokeres ရဲ့ agent ရဲ့လှုပ်ဆောင်မှုတွေအပေါ်မှာပြတ်သားပြန်ပြီးတော့တုံ့ပြန်လိုက်ပါတယ်။ဆိုတော့ Varandas ကပြောတာတော့သူ့ကိုချိန်ချောက်တာတွေဖိအားပေးတာတွေကတော့အလုံးမဖြစ်ဘူး။သူ့အနေနဲ့ရှင်းရှင်းလင်းလင်းပြောချင်တာကတော့ Victor Gyokeres ကို Euro တန်း60 plus အပိုစု10တန်းနဲ့လုံးဝမရောင်းနိုင်ပါဘူးလို့ Varandas ကတော့ပြောပါတယ်။ Varandas ရဲ့အဆိုအရ28နှစ်အရွယ်ပဲရှိသေးတဲ့တိုက်စစ်မှု Victor Gyokeres ဟာ Sporting အတွက်ကို63ဂိုးသွင်းပြီးတော့ဂိုးဖန်တီးမှု10ချိန်အထိလုပ်ပေးခဲ့တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ Portuguese League သမိုင်းမှာအကောင်းဆုံးကစားသမားတွေကတဦးဖြစ်တဲ့အတွက်သူ့အနေနဲ့ပေါ်ပေါ်ပဲနဲ့တော့ရောင်းချသွားမှာမဟုတ်ဘူးလို့ဥက္ကဋ္ဌကြီးကဆိုပါတယ်။ဒါအပြင် Victor Gyokeres ကိုယ်တိုင်ကလည်း Sporting CP နဲ့လက်ရှိမှာစာချုပ်အနေနဲ့3နှစ်လောက်ကျန်နေပါသေးတယ်။ဒါအပြင်ကို Varandas က Victor Gyokeres နဲ့ပတ်သက်ပြီးတော့ဒီနွေရာသီအပြောင်းရွှေ့ကာလမှာ Sporting CP ထံကိုဘယ်လိုတရားဝင်ကမ်းလှမ်းမှုတစ်ခုမှမရသေးဘူးလို့လည်းပြောပါတယ်။ဒါအပြင်ကို Varandas ကပြောလဲဆိုရင် Victor Gyokeres ကိုထွက်ခွာခွင့်ပြုဖို့အတွက်ကိုသူတို့အနေနဲ့က Euro တန်း100လောက်တောင်းမယ်လို့တော့ပြောနေတာမဟုတ်ဘူး။ဒါပေမဲ့ Euro တန်း60 plus အပိုစုကြီး10တန်းလို့ပုံစံမျိုးနဲ့တော့သူကလုံးဝမရောင်းနိုင်ဘူးလို့ပြင်းပြင်းထန်ထန်ပြတ်သားသူ့အနေနဲ့ဆိုပါတယ်။သူ့ရဲ့အပြောအရဆိုလို့ရှိရင်ပြီးခဲ့တဲ့နှစ်မှာ Victor Gyokeres ရဲ့ agent နဲ့ Sporting CP ရဲ့ဥက္ကဋ္ဌတို့ပါဝင်တဲ့အစည်းအဝေးတစ်ခုလုပ်ခဲ့ပါတယ်။အဲ့ဒီအစည်းအဝေးထဲမှာ agent ဘက်ကနေပြီးတော့တင်ပြလာတာက Victor Gyokeres ကို Euro တန်း60ဒီပြောင်းရွှေ့ခြင်းအနေနဲ့သတ်မှတ်ဖို့အတွက်ကိုတင်ပြလာပေမဲ့ဥက္ကဋ္ဌဘက်ကတော့ကစားသမားတစ်ယောက်ဆိုတာနောက်နှစ်မှာဘယ်လိုအခြေအနေဖြစ်လာမယ်ဆိုတာကိုကြိုပြီးပြောလို့မရတဲ့အတွက်ကြောင့်မို့လို့သူ့ရဲ့တန်ကြေးကိုသတ်မှတ်တာမျိုးကိုလက်မခံခဲ့ဘူးလို့ဆိုပါတယ်။နောက်နှစ်မှာ Euro တန်း40လည်းဖြစ်သွားနိုင်တယ်၊တန်း60လည်းဖြစ်သွားနိုင်တယ်၊တန်း80လည်းဖြစ်သွားနိုင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပြောင်းရွှေ့ကြေးသတ်မှတ်ဖို့ကို Sporting ဘက်ကလက်မခံခဲ့ဘူးလို့သိရတယ်။ Sporting ဘက်ကသဘောတူခဲ့တာတစ်ခုကတော့ Victor Gyokeres ကိုဒီစာချုပ်ရဲ့ release clause ဖြစ်တဲ့တန်း100ရမှရောင်းမယ်ဆိုတာမျိုးတော့ Sporting ကမလုပ်ဘူး။ဒါပေမဲ့တန်း60 plus အပိုစုကြီး10တန်းနဲ့လည်းမရောင်းနိုင်ဘူးဆိုပြီးတော့ Sporting ရဲ့ဥက္ကဋ္ဌကပြတ်သားပြောထားပါတယ်။ Sporting ဥက္ကဋ္ဌ Varandas ကဒီလိုပြောလိုက်တဲ့အတွက်ကြောင့်မို့လို့တိုက်စစ်မှု Victor Gyokeres ကတော့အသင်းပေါ်မှာတော်တော်လေးကိုပေါက်ကွဲသွားခဲ့တာကိုတွေ့ရတယ်။ Victor Gyokeres ရဲ့စိတ်ထဲမှာ Sporting ဘက်ကနေပြီးတော့ဒါနှစ်ဖက်သဘောတူညီထားတဲ့ gentleman agreement နှုတ်အားဖြင့်သဘောတူညီထားမှုတွေကိုအသင်းကဖောက်ဖျက်တယ်လို့ယူဆထားပြီးတော့ Victor Gyokeres ကသူ့ရဲ့သဘောထားကိုပြသတဲ့အနေနဲ့ Sporting အသင်းအတွက်ဘယ်တော့မှထပ်မကစားတော့ဘူးလို့ပြောတယ်ဆိုတဲ့အသံတွေလည်းကြားနေရပါတယ်။ Victor Gyokeres အနေနဲ့ဒီရာသီမှာရာသီကြိုလေ့ကျင့်ရေးအစီအစဉ်တွေမှာ Sporting နဲ့ပူးပေါင်းသွားမှာမဟုတ်သလိုရာသီကြိုခြေစမ်းပွဲကစားတဲ့အခါမှာလည်း Sporting အသင်းအတွက်ပါဝင်ပြီးတော့မကစားပေးဘူးလို့ဆိုပါတယ်။ Victor Gyokeres နဲ့ Sporting CP နဲ့ကြားမှာရှိတဲ့ဆက်ဆံရေးတစ်ခုကတော့ပြတ်တောက်သွားခဲ့ပြီလို့လည်းပြောလို့ရပါတယ်။သတင်းတွေနဲ့ပတ်သက်ပြီးတော့ဒီသတင်းတောက် Fabrizio Romano ကလည်း Sporting ဥက္ကဋ္ဌပြောတဲ့အတိုင်းဘာကမ်းလှမ်းမှုမှမရသေးဘူးဆိုတာမှန်တယ်ဆိုပြီးတော့ပြောလာပါတယ်။ဒါပေမဲ့ Victor Gyokeres နဲ့ပတ်သက်တဲ့လက်ရှိအခြေအနေတွေကိုသိနိုင်ဖို့အတွက်ကိုပြီးခဲ့တဲ့အပတ်မှာရောဒီတစ်ပတ်ထဲမှာပါ United ဘက်ကဆက်သွယ်မေးမြန်းမှုတွေလုပ်ခဲ့တယ်လို့လည်း Fabrizio Romano ကပြောပါတယ်။ဆိုတော့ Sporting ရဲ့ဥက္ကဋ္ဌ Federico Varandas က Victor Gyokeres အတွက်ကိုပေါင်တန်း90နီးပါးအထိတောင်းကျင်နေတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေပေမဲ့လည်းနောက်ထပ်တစ်ခုရှိတာက Sporting ရဲ့အရင်အားကစားဒါရိုက်တာဟောင်း Hugo Viana နဲ့ Gyokeres ရဲ့ agent Hassan တို့ကြားထဲမှာလက်မှတ်ထိုးခဲ့တဲ့တရားဝင်စာချုပ်ထဲမှာတော့ပြောင်းရွှေ့ကြေးကိုပေါင်55တန်းပဲသတ်မှတ်ထားတယ်လို့လည်းသိရတယ်။အဲ့ဒီစာချုပ်ကလည်းအခုချိန်ထိအကျုံးဝင်နေသေးလို့လည်းသိရပါတယ်။ Federico Varandas ကပိုပြီးမြင့်မားတဲ့ကမ်းလှမ်းမှုကိုရဖို့ကြိုးစားနေပေမဲ့လည်းသူ့စီမှာထိန်းချုပ်နိုင်တဲ့အာဏာကတော့တိတ်မရှိဘူး။လက်တလောမှာတော့ကစားသမားရဲ့ agent ကArsenal အသင်းနဲ့ဆွေးနွေးပြောဆိုနေတယ်လို့လည်းသိရတယ်။ agent ဘက်ကတော့အနည်းငယ်ငွေဖမ်းချင်နေတဲ့သဘောလေးတော့ရှိပါတယ်။
ဆိုတော့ United နဲ့ Arsenal တို့ကတော့ Victor Gyokeres ကိုဆက်လက်ပြီးတော့စိတ်ဝင်စားနေစေဆိုပေမဲ့ကစားသမားအနေနဲ့ကတော့ဒါသူ့ရဲ့ဆရာဟောင်းလည်းဖြစ်တဲ့ Ruben Amorim နဲ့ဒါပြန်ပြီးတော့ပူးပေါင်းဖို့များပါတယ်ဆိုပြီးတော့ပရိသတ်တွေကတော့ယူဆနေကြပါတယ်။ Manchester United ဟာ Victor Gyokeres နဲ့ Sporting CP တို့ကြားထဲကဒီလိုပြောင်းရွှေ့ခြင်းနဲ့ပတ်သက်တဲ့အရှုပ်အထွေးသတင်းတွေထွက်ပေါ်လာပြီးတဲ့နောက်ပိုင်းမှာသူတို့အနေနဲ့တခြားသောဒီရွေးချယ်မှုတွေဖြစ်တဲ့ဒီတိုက်စစ်မှု target တွေဘက်ကိုလည်းစိတ်ဝင်စားမှုပြလာတာကိုလည်းတွေ့ရပါတယ်ဆိုတော့ United အပါအဝင်ဒီဥရောပထိပ်သီး club တွေစိတ်ဝင်စားနေတဲ့ Sweden တိုက်စစ်မှု Victor Gyokeres ရဲ့အနာဂတ်ကဘယ်လိုဖြစ်လာမလဲဆိုတာကတော့ကျွန်တော်တို့ဆက်ပြီးတော့စောင့်ကြည့်ရမှာပါအားလုံးကျေးဇူးအများကြီးတင်ပါတယ်